ခင်ဗျာကိုမေးဖူးလားငါဘာလို့ဒီလောက်ပြင်းနေတာလဲအလုံးလောက်ရမယ်စာဖတ်ရမယ်ဆိုတာပြီးလျက်နဲ့ဖုန်းတစ်လုံးကိုလက်ကမချနိုင်ဘူးဖြစ်နေလားဒါခင်ဗျာပြင်းနေတာမဟုတ်ပါဘူးခင်ဗျာရဲ့ဦးနောက်ကဒိုပါမင်းဆိုတဲ့ဓာတ်တစ်မျိုးရဲ့ကျွန်းပြင်းနေလို့ပါသိပ္ပံပညာရှင်တွေကကြွက်တွေကိုစမ်းသပ်ထိဖူးတယ်ခလုံးနှွင့်ရင်ဒိုပါမင်းထွက်လာအောင်လုပ်ပေးထားတဲ့အခါကြွက်တွေကအစာမစားရေမတောက်ပဲအဲ့ဒီခလုံးကိုပဲတီးတဲ့အထိထိုင်းနေနေကြတော့တယ်ရင်းနှီးနေတယ်လို့များမခံစားရဘူးလားဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ smartphone တွေကအဲ့ဒီခလုံးပါပဲ notification တစ်ချက်တစ်တိုင်း like တစ်ခုရတိုင်းဦးနောက်ကအရာစားရှိလိုက်တာဆိုပြီးနောက်ထပ်လိုချင်လာတယ်ဒါကို cheap dopamine လို့ခေါ်ပါတယ်ဖုန်းပွက်တာကအားစိတ်စရာမလို့ပဲပျော်ရွှင်မှုကိုချက်ချင်းပေးတယ်ဒါကြောင့်ဦးနောက်ကခက်ခဲတဲ့စာဖတ်ခြင်းအလုံးလုံးခြင်းကိုညင်းပယ်ပြီးလွဲတာကိုပဲရွေးတော့တာပေါ့ဒါဆိုဘယ်လိုပြင်ကြမလဲအဖြေကတော့ dopamine detox လုပ်ခြင်းပါပဲတရက်လောက်သို့မဟုတ်မနေ့ကပိုင်းမှာဖုန်းဂိမ်း social media အကုန်ဖြတ်လိုက်ပါဦးနောက်ကိုပြင်းအောင်လုပ်လိုက်ပါခင်ဗျာအရန်ပြင်းလာတဲ့အခါငကုတ်ကမလုတ်ချင်းနဲ့စားဖတ်တာအိမ်တန့်ရှင်ကြီးလုတ်တာတွေကစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဦးနောက်ကဒိုပါမင်းစားလောင်လာတဲ့အတွက်ခက်ခဲတဲ့အလုပ်တွေကနေပဲကျေနပ်မှုကိုရှာဖွေရတော့လို့ပါ။ဖုန်းကခဏကိုသုံးတာမခံပါနဲ့။ခဏကဖုန်းကိုသုံးတဲ့သူဖြစ်ပါစေ။ဒီနေ့ပဲနားလီဝက်လောက်ဖုန်းပိတ်ပြီးစမ်းကြည့်လိုက်ပါ။ခင်ဗျာရဲ့ဦးနောက်ဘယ်လောက်ကြည်လင်သွားမလဲဆိုတာလက်တွေ့သိရပါလိမ့်မယ်။ဒီဗီဒီယိုကခင်ဗျာအတွက်အကျိုးရှိတယ်ဆိုရင် like တခြားနေပြီး channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ခင်ဗျာကဒီ dopamine detox စင်ခေါ်မှုကိုလက်ခံမလား။လက်ခံတယ်ဆိုရင်ခေါင်းကမှာ accept လို့အခုမဲ့ဝင်ရေးသွားပေးပါ။နောက်တစ်ပတ်မှာအချင်းစီမံခန့်ခွဲနေအကြောင်းဆက်ပြောပြပေးမှာမို့ notification ခေါင်းလောင်းလေးကိုလည်းနေထားလိုက်ပါအောင်။